ပေဂာနီးရဲ့နောက်ဆုံးစိတ်အတူကြီးနဲ့အမှန်နဲ့လူကြမှာအတူကြီးကနိုင်လို့ရင်တွေးတဲ့အတိုင်းသူဘာမဟုတ်တဲ့ဟိုကြိုက်တာနဲ့တွေးရင်ပြိတ္တာမာကြီးတွေပြိတ္တာဓီကြီးတွေဖြစ်မှာဟင်ပြိတ္တာဆိုတာပါဠိလိုပြောကြတော့ပါပိတခေါ်တာပြီးတဲ့နောက်လေဒီယုတ်ဒီအတိုင်းပဲဟဲ့ဒီယုတ်ဒီဟာဒီတိုင်းဒီဟိုစားတွေနဲ့ပဲအဲ့ဒါနဲ့ပဲဟိုဒီနာရောင်လေနဲ့နေရတာအဲ့ဒါကိုပိတလို့ခေါ်တာအင်းဟိုပါပေါ့ဟိုဘဝသာချသွားတယ်ဟိုပါပေါ့လူယုံမပြောက်ဘူးအဲ့ဒါပိတဘဝတော့ချသွားတယ်လေလူယုံတော့မပြောက်ဘူးအဲ့ဒီမှာနာစောကြီးဝန်သားစရာပြောလိုက်ဦးမယ်ကိုယူဝါကိုအိမ်ကိုတနေ့မှ3ချိန်ပဲဝင်ခွင့်ရတယ်ဝမ်းသာစရာလားဖေလားပါတယ်ဝမ်းသာစရာအဲ့ဒါလားဖေအေးအဲ့ဒါဆဲ3ဆဲလားမနဲ့နေထွက်ဆဲနေမွန်းတဲ့ဆဲညနေအဲ့ဒီဆဲ3ဆဲပဲဝင်ခွင့်ရတယ်ကိုအိမ်ကိုချမ်းပြီးတော့ကိုယူဝါအိမ်မှာလည်းအိမ်ဆောင်နာရှိတယ်ခြံမှာခြံဆောင်နာရှိတယ်လမ်းမှာလမ်းဆောင်နာရှိတယ်ရွာဆောင်နာရှိတယ်အဲ့ဒါတွေကစောင့်ကြနေတာအဲ့ဒီမှာဘောဝကနေပြီးတော့ဝင်ပြီးကိုအိမ်သွားတယ်ကိုသားလေးဒါတော့ငါသားလေးဒါတော့ငါသမီးလေးပဲနေညနေနေကြည်လို့မှအားမရသေးဘူးအချိန်ကစီအဲ့တော့အိမ်ဆောင်နာကထွဲနင်ထုတ်မှာမသွားခြင်းပြီးတော့ကိုအိမ်များဟိုစားစရာလေးပေးလူပေးညာဆိုကိုအိမ်နာကကိုကအိမ်ရှင်ကပြောတယ်ညနေထမင်းလုံးนี่အပြင်မပက်နဲ့တော့ပါသေးလားကြားဘူးလားထမင်းဟိုတစီတို့ဘာတို့ကဟိုဘသူကမှကျွေးမဲ့လူမရှိရင်ထမင်းလုံးလေးယူသွားတာဒါလေးထမင်းလုံးတောင်မရှိရင်နှာချီးစားရတာတဲ့ဘယ်တော့ပြောစရာကောင်းပါဗျာဘယ်လိုဖြစ်ချင်မဖြစ်ချင်ဘူးဝန်သားစရာပြောတာလေဝန်သားပါဗျာဟုတ်ကဲ့အဲ့ဒါပိတာခေါ်တာအဲ့တော့အိမ်လေကိုအိမ်လေးမှုကိုသားသမီးလေးမှုသွားတယ်ဟိုအိမ်ဆောင်နာကအချိန်ကျထွဲလမ်းဆောင်နာကထွဲရွာတဲ့ဘီဒီလီဒီလုံနေတဲ့ရွာဆောင်နာကထွဲအကုန်နင်းထုတ်တာတစ်ပင်တပင်ဆိုရင်အဲ့ဒီတဆွေတွေကိုတွဲလို့လောင်းလို့တယ်ဗျတခါတည်းဟိုနေစရာမရှိတော့တစ်ပင်လေးဟိုသူခိုးနေငါခိုးနေတာတဲ့ဗျအဲ့ဒီချိန်ကြီးများလေတိုက်ပြီးဒီကိုင်းများကြိုးကြဘယ်လိုနေမလဲလားပုံပြောက်ပြီဆိုအဲ့လိုနေရတာတဲ့ဗျတခါတည်းရွာပေါက်ဝါကနေပြီးတော့ကြည်နေရတဲ့ကိုသားလေးလာချင်းကိုသမီးလေးထွက်လာချင်းငှကြည့်နေရတာတဲ့ဗျဝန်သားမနော်ပြောမှာနော်ဘယ်တော့ပြောလိုက်မလဲလားတခါလေသားလေးသမီးတွေကအပြင်ထွက်လာအဲ့ဒါလေးငါသားလေးငါသမီးလေးနဲ့လဲရတာတဲ့ဝင်ငါနီးကြတော့ကမှာဆိုလို့ထမင်းခါခဲ့သေးတယ်ပစိုးခါခဲ့သေးလားရှိသလားဟိုကလိုက်မသားလေးငါသားလေးကလိုက်မယ်ငါသမီးလေးကလိုက်မယ်ဟိုကပြီးတော့သားလေးကသေးတာဆက်ပြီးလို့ထွေးခဲ့သေးတယ်တင်ပါဗျာဖြစ်ချင်လားနာစောရဲ့လို့ပလာနာစောရဲ့ကြိုးစားနေပါပဲဒီကနီးရဲ့နောက်ဆုံးစိတ်ပဲလေကြိုက်စိမ့်နေပြီးရင်အဲ့ဒီတိုင်းသွားမှာဘာကြိုက်ရှင်လားကြိုက်ရမှာတော့ပြီးတာပဲလေမကြိုက်တော့ပါဘူးမကြိုက်ရင်ဘယ်လိုလုပ်မှာတော့ပိတ်တာမဖြစ်အောင်လုပ်ပေါ့တတိလေးဆွဲတာပါဟောမပြိတ်တာမဖြစ်အောင်ဒီကနေ့ရဲ့နောက်ဆုံးဆရာခင်ဗျားတို့ဟိုအတန်းကြောင်းပြောရင်လိုင်းခွဲမှာပဲလေဘာသာခွဲတာအဲ့ဒီဆယ်ရန်ကနေခွဲတာမဟုတ်ဘူးလားသူကတော့ဘာဗီဒါသူကတော့ညာဗီဒါနဲ့လေ
ဒီကနေ့ရဲ့နောက်ဆုံးစီကအဲ့ဒါဘဝခွဲလမ်းခွဲပဲဟင် ဒီမှာဗျာ ဒီကနေ့ဘသူတော့မကျေနာဘူးဘယ်ဝါတော့မကျေနာဘူးဘသူတော့ငါကြမ်းမရင်ဘက်နေကြီးညနေကြီးနဲ့အဲ့ဒါနဲ့သိရင်ငရဲသွားမှာဟင်ငရဲသွားမှာပါဠိလိုအပါယဗမာလိုအပနဲ့အယနဲ့သူတို့နှစ်ခုခွဲပြီးတော့အယချမ်းသာတာအပလုံးဝမရှိတာချမ်းသာရင်လုံးဝမရှိတာကိုအပအယအဲ့ဒါကိုအပါယလို့သုံးတာအဲ့ဒီကနေခုအပေဆိုဖြစ်လာတာ တင်ပါပါ ဟုတ်နော်အပအယကိုဟိုညာမစကားပြင်းတဲ့ကြတော့အပေဖြစ်သွားတာပေါ့အပအယချမ်းသာခြင်းအပလုံးဝမရှိတာဖြစ်ခြင်းလား မဖြစ်ချင်ပါဘူး လောဘလားကွာ လွတ်အောင်လုပ်နေပါ ဒီကနေ့ရဲ့နောက်ဆုံးစိတ်လူကြမှာပဲလေအဲ့တော့ဒီကနေ့ကိုတို့ကစိတ်ကိုတတိလေးအဖို့ထည့်ပေးဖို့အရေးကြီးဆုံးပဲအဲ့လိုဖို့ထည့်မပေးလို့ကြိုက်စိမ့်တဲ့သိရင်တို့ခုနကပြောတဲ့ပြိတ္တာရဲ့မကြိုက်စိမ့်တဲ့သိရင်ငရဲဟဲ့ပြီးတော့တို့ဆွဲနေတဲ့ရှာနေမှာရှာနေမို့လာဦးဒီမှာတော့ဒါကကြက်ဒါကဝက်ဒါကဘေးဒါကငါဒါကနွားနဲ့ကိုစားဘူးတာကိုသုံးဘူးတာဒီဆွဲနေတာကောမရှိနိုင်ဘူးလား ရှိပါလားဗျာ ရှိတာပဲအဲ့ဒီအဆွဲတိုင်းသိရင်ကျဲဆွဲကျက်သေးဝက်ဆွဲဝက်သေးတို့စင်းကြိုက်တောင်နေတော့ငါအဲ့ဒီနာရှိတဲ့ပန်းကုန်းတကြီးဆိုတာသူတို့ရွာသူရွာသားတွေကငါးတွေဖမ်းလာပြီးဟိုတို့ဘာခေါ်ပဟက်ခေါ်လိုက်အဲ့ဒီကနေထိုးပြီးအတွဲလိုက်ကြီးလူရင်တကြီးနဲ့သွားတွေ့ကြီးသားနင်တို့ဖေတွေနင်တို့အမေတွေကိုဒီလိုလုပ်ရသလားတကြီးကအဲ့လိုဆုံးมาပြီးသွားလို့အဲ့လှော်ရတာတဲ့ဗျာအဲ့ဒါတို့ဖေမတော်ခဲ့ဘူးလို့ပြောဘူးလို့ပြောနိုင်လို့လား ပြောနိုင်ပါဗျာ အမေလဲတော်ကျင်တော်မှာအဖေလဲတော်ကျင်တော်မှာအဲ့ဒါကြောင့်ပန်းကုန်းတကြီးကအဲ့ဒါများတွေ့လို့ရှိရင်သွားလို့နင်တို့ကိုဖေကိုမေဒီလိုလုပ်ရသလားဆိုအခုတို့ကကျဲဆွဲကြီးနဲ့စားတယ်အဲ့ဒါကိုဖေတွေဖြစ်ချင်းဖြစ်နေဝတ်သားကြိုက်သူကဒီပါသေးလားဟဲ့မင်းကြီးနင်ပါကြိုက်တော့ကြိုက်ပါတယ်ဗျာဒါနင်ဝတ်မကြီးဖြစ်မှာနေမကြိုက်တော့ဘူးဗျာနင်ပဇန်နဲ့မရပါလားနောက်ဆိုမကြိုက်တော့ပါဗျာအော်မဟုတ်ဘူးလေတို့နင်တို့များကြဘူးမလားဖယားကိုဟွာကဒီဝရကသင်ခွဲခြင်းတော့၅မျိုးတောင်းတာသူဖယားသားသမီးမှန်တယ်များတက်တက်လို့ဖက်စားရမယ်ဘာငါမစားဘူးအဲ့တော့ဖယားကတက်တက်လို့တော့တာငါလူရင်လည်းစားပါစေဒီရွယ်လူရင်လည်းစားပါစေနှခွာကြည့်တယ်ပဲပြီးတော့ဖယားသားသမီးမှန်တယ်များမြို့ပေါ်ရွာပေါ်မနေရဘူးတော့ထွေရမသိတယ်ဝါတွေမှနေရမယ်ဖယားကတော့ဒါနှခွပဲချီဘူးရှိကန်ရှိလို့လူသူရှိရင်နေလူသူမရှိသိတယ်ဝါတွေရင်နေလူငါကူပြောတာလေတနေ့ပုံနာကဖယားကိုကျက်သားဟင်းဝက်သားဟင်းနေနဲ့ဆုံးကတ်တယ်အဲ့ဒီမှာဒီဝရကခါထောက်ပြီးဝေပန္နာသင်ပြောတော့သင်ဒီမဟာကရုဏာရှင်လို့ပြောတာမဟာကရုဏာရှင်ဆိုတာတနာတဲ့နေရာရိုးတနာတာမဟုတ်ဘူးပြီးတော့ကြားဘူးလားနင်ကတက္ကသိုလ်ကနေတာဖယားကတို့လိုဟုတ်ဘူးကွယ်မဟာကရုဏာသမပတ်ကိုအချိန်ပြီးဝင်စားနေတာတနာစိတ်ကိုအမြဲဖြစ်အောင်လုပ်နေတာဟဲ့တို့လိုမဟုတ်ဘူးအဲ့ဒါကိုမဟာကရု